အားလုံးပဲမင်္ဂလာပါရှင်အန်တီကလွန်ခဲ့တဲ့9ရက်6ရက်လောက်ကပေါ့နော်အန်တီက online မှာဗီဒီယိုတွေမတင်ဖြစ်ဘူးတိတ်မတင်ဖြစ်ဘူးပေါ့နော်အဲ့ဒါဘာအတွက်မတင်ဖြစ်တာလဲဆိုတော့အန်တီက training လေးတစ်ခုသွားနေတယ်ပေါ့နော်အဲ့ဒါဆရာနိုင်ဝင်းအောင်ရဲ့ PBCA ဆိုတဲ့ training ပေါ့နော်အဲ့ဒီ PBCA training မှာအန်တီကအများကြီးရခဲ့တယ်အဲ့ဒီအများကြီးတဲ့မှာတစ်ခုကကိုပြောချင်တယ်ပေါ့အဲ့ဒီတစ်ခုကအန်တီရဲ့ဘဝကိုရောအန်တီရဲ့အလုပ်ကိုင်ဖွင့်လန်းနေကိုရောအန်တီရဲ့ငွေကြေးရရှိမှုရောဘယ်လိုမျိုးပြောင်းလဲခဲ့တယ်လဲဆိုတာလေးကိုပြောပြချင်တယ်အဲ့ဒါကတော့ဆရာအမြဲတမ်းပဲတတိပေးနေတယ်ပြောပြနေတယ်အလုပ်ကိုင်ဖွင့်လန်းနေငွေကြေးတွေနဲ့ပတ်သက်ပြီးတော့မှတရားလေးကိုတွဲပြီးလုပ်ဖို့ပေါ့နော်အဲ့ဒါလေးကိုပြောပြချင်ပါတယ်အန်တီကအန်တီအကြောင်းကိုပြောမယ်ဆိုရင်အန်တီကငငယ်တည်းကအန်တီတိတာစာအရွယ်တည်းကအန်တီက SLE ဆိုတဲ့ဝေဒနာတစ်ခုနဲ့ကြီးပြင်းလာခဲ့ရတဲ့ကလေးတယောက်ပေါ့နော်အဲ့ဒီ SLE ဝေဒနာဖြစ်ခဲ့တဲ့အတွက်အမြဲတမ်းဒီကိုယ်လုံးရောင်ကိုင်းနေတယ်အသားထိရင်တော့နာတယ်အဲ့လိုမျိုးတစ်ခါတလေနည်းနည်းလေးပြန်သက်သာသွားတယ်တစ်ခါတလေဆိုရင်အမြဲတမ်းအဖျားတက်ပြီးတော့ကိုပူတွေပါတက်ပြီးတော့မှအဲ့လိုမျိုးနေမကောင်းဖြစ်နေတာပေါ့ကြိုက်ခဲနေတယ်နာကျင်နေတယ်အဲ့လိုဆိုတော့ကလေးတယောက်ဘဝမှာပဲဖြစ်ဖြစ်တကယ်လူပြိုပေါက်အပွေပေါက်မှာပဲဖြစ်ဖြစ်အန်တီကိုတော်တော်ကိုဘဝကိုတော်ခက်ခဲစေတယ်ပေါ့ဘယ်လိုမျိုးခက်ခဲစေလဲဆိုတခါတလေကိုကထက်ထက်မြက်မြက်ရှိတယ်လို့ကိုယုံကြည်မှုတွေရှိတယ်ပေါ့တခါတလေကြပြန်တော့လေငါဘာမှအလုံးလုံးနိုင်တဲ့သူမဟုတ်ဘူးကြံစီစိတ်ကူးနိုင်တဲ့သူမဟုတ်ဘူးဖန်တီးနိုင်တဲ့သူမဟုတ်ဘူးဆိုပြီးတော့စိတ်သက်ချသွားတတ်တယ်ပေါ့အဲ့ဒီလိုမျိုးစိတ်သက်ချတာနဲ့စိတ်သက်ခက်ခဲတာနဲ့ဂျားထဲမှာအန်တီကအလုံးနှစ်ခုကြောင့်မလို့အန်တီဘွားဟာဒီအခြေအနေမှာကောင်းကောင်းရက်တည်နိုင်တဲ့နှစ်ခုပေါ့နော်အဲ့နှစ်ခုထဲမှာတစ်ခုကတော့တရားပေါ့နော်တစ်ခုကတော့စာဖတ်ခြင်းပေါ့နော်အဲ့တော့စာဖတ်ခြင်းကတော့အန်တီကဒီ10တန်းမအောင်ခင်တော့ကတော့ဟာတွေကိုဖတ်တယ်ပေါ့နော်ကိုမြင်ကြရတွေ့ကြရအကုန်ဖတ်တယ်ဝတ္ထုတွေဖတ်တယ်ပေါ့10တန်းအောင်ပြီးတော့ဒီအသက်လောက်ပေါ့အစိတ်30အစိတ်ဝန်းကျင်လေးရဲ့အထက်ကိုအစိတ်လောက်ပေါ့နော်အဲ့ဒီအချိန်ကိုရောက်လာတဲ့ခါတော့ဆောင်းမတွေဘာတွေတော်တော်များများဖတ်တယ်ပေါ့နော်အဲ့ဒီထဲမှာအန်ဒီလက်ဆောင်ရခဲ့တဲ့အရာတစ်ခုကတော့မန္တလေးကဆရာတယောက်ကငပလီကိုလာလဲပါတယ်အဲ့လိုလာလဲတဲ့အချိန်မှာအန်ဒီရဲ့ကြီးတော်ပေါ့နော်အိမ်ကိုလာလဲတယ်ကြီးတော်အိမ်ကခြံ2ဧကလောက်ရှိပြီးတော့အိမ်မှာလဲမှာအိမ်လေးတစ်လုံးပဲရှိပြီးတော့အင်တန်သားရတဲ့အိမ်ကလေးပေါ့နော်ကမ်းခြေမှာရှိတယ်အိမ်ကလေးပေါ့အဲ့ဒီအိမ်ကလေးကလေးကိုဆရာကအဲ့ဆရာတယောက်ကရောက်လာတယ်ပေါ့သူတို့ group နဲ့ရောက်လာတယ်အဲ့လိုရောက်လာတဲ့အချိန်မှာအန်တီရဲ့အတော်ကိုလက်ဆောင်တစ်ခုပေးသွားတယ်အဲ့ဒီလက်ဆောင်ကအောင်ဝင်းစိတ်ပညာရေးတဲ့ငြိမ်းချမ်းစိတ်နဲ့တိုးတက်ကြွယ်ဝပါဆိုတဲ့စာအုပ်ကိုရတယ်အန်တီကြီးတော့ရတယ်အန်တီကြီးတော့ရှေ့ကအန်တီကငှားဖတ်တယ်ပေါ့နော်အဲ့ဒီမတိုင်ခင်လဲအန်တီကပီမိုးနင်းတို့ဘာလို့စာအုပ်တွေကိုဖတ်ခဲ့တယ်ပေါ့နော်အန်တီရဲ့အနေထားကတော့တစ်ခါဆိုရင်အတွေးတွေနဲ့ရှင်သန်တဲ့နေတဲ့ကလေးတယောက်တစ်ခါဆိုလဲဘာမှအသုံးမကျတဲ့ကလေးတယောက်အဲ့လိုမျိုးနဲ့အမြဲတမ်းဒီဝေဒနာကိုလည်းဝေဒနာရှိမှမသိပဲနဲ့ဖြစ်နေခဲ့တာပေါ့နော်အဲ့ဒီအချိန်မှာအန်ဒီကအဲ့ဒီစာအုပ်ကိုရတဲ့အချိန်မှာအန်ဒီက10တန်းပေါ့နော်16နှစ်19နှစ်ဝန်းကျင်အဲ့ဒီစာအုပ်ကိုဖတ်ပြီးတော့မှအန်ဒီကကိုထင်ရမြင်ရပေါ့နော်ကိုတက်တဲ့ပညာပေါ့အောင်မွေးစိတ်ပညာရဲ့ငြိမ်းချမ်းစိတ်နဲ့တိုးတက်ကြွယ်ဝပါဆိုတဲ့စာအုပ်အဲ့ဒီစာအုပ်ကဆရာကြီးရွှေဦးတောင်းကလည်းအကြံဉာဏ်နဲ့ကြီးပွားရေးဆိုပြီးတော့မှဘာသာပြန်ထားတယ်ရေးထားတယ်ပေါ့အဲ့ဒီဟာကစာရေးဆရာနီဗိုနီယာဟေးပေါ့အဲ့စာအုပ်ကိုဖတ်တယ်ဖတ်ပြီးတော့အန်ဒီအသေးပဲမပေါက်ပါဘူးမပေါက်ဖဲနဲ့လည်းအဲ့လိုမျိုးအသေးပဲမပေါက်ဖဲနဲ့လည်းကိုစူးစမ်းကြည့်တယ်ပေါ့နော်စူးစမ်းကြည့်တယ်ပြီးရင်အန်ဒီကနောက်တစ်ခုလုပ်တာကတော့အန်ဒီကတရားလေးကိုနည်းနည်းစမ်းထိုင်ကြည့်တယ်စာအုပ်တွေမှာပါတယ်အခြားစာအုပ်တွေပါတယ်ကျမကြီးမကောင်းရင်ပဲဖြစ်ဖြစ်ကိုအကြံဉာဏ်အတွေ့အခေါ်အားနဲ့ရင်ပဲဖြစ်ဖြစ်တရားလေးလုပ်ရတယ်ဆိုတာလဲအန်ဒီကသိခဲ့တယ်ပေါ့အဲ့ဒါကြောင့်မို့လို့အဲ့ဒါလေးနှစ်ခုနဲ့အန်ဒီကဘဝကိုခရီးဆက်ခဲ့တယ်ပေါ့နော်ခရီးဆက်ခဲ့တဲ့အခါမှာအဲ့ဒီဟာလေးနှစ်ခုရဲ့ထူးခြားချက်ကဘာရှိတာလဲဆိုတော့အန်တီကငယ်ဘဝမှာအဲ့ဒီလိုမျိုးစာလဲမတူဘူးစာလဲညံ့တယ်အဲ့လိုအတွေးခေါ်စာလဲညံ့ပြီးတော့မှဖြစ်ခဲ့တဲ့စာလဲညံ့တယ်တိတ်လည်းအရည်ချင်းမရှိဘူး
ဟိုပြီးလို့တစ်ခါဆိုင်ကိုကိုလုံးဝသုံးမရဘူးလို့ဟိုခန်းစားချက်တွေရှိခဲ့တယ်ကလေးတယောက်ကနေပြီးတော့မှကလေးတငယ်တွေလူငယ်လူလက်တွေရဲ့လောကဝင်းကျင်ထဲမှာတော့အန်ဒီယာလူငယ်တယောက်အနေနဲ့ရှေ့ကိုရောက်တဲ့လူငယ်တယောက်လို့ပြောရမှာပေါ့နော်အဲ့ဒါတွေကကိုယ့်ရဲ့ကျမ်းမာရေးတွေချွေရင်းနေတယ်ကိုယ့်ရဲ့တောကတွေဒီကိုယုံကြည်မှုတွေမရှိဘူးဆိုတဲ့ကလေးတယောက်မှာတော့ဒီတရားအထုတ်ခြင်းနဲ့ဒီစက်ဖတ်ခြင်းရတယ်ပြီးတော့မှအကျိုးရှိခဲ့တာဆိုတဲ့အကြောင်းကိုအန်ဒီကပြောပြချင်တာပါနောက်ဗီဒီယိုမှာပြန်ဆုံတွေ့မယ်နော်အန်ဒီမိမိပါရှင်တတာ